အားလုံးပဲမင်္ဂလာပါ Together Fight for You Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့အခုလက်တလောထွက်ရှိထားတဲ့ ongoing drama တွေတဲကမှကင်စွန်းဟွန်နဲ့မင်းသားချောပတ်ပူကန်တို့ပါဝင်တရုပ်ဆောင်ထားတဲ့ good point ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာယွန်းနောင်ကျိုအဖြစ်နဲ့အိုလံပစ်လက်ဝှေ့ရွှေတစိမ့်စုရကစားသမားဖြစ်ခဲ့ပြီးတော့ခက်ခဲမျိုးစုံနဲ့တွေ့ကြုံရပြီးတဲ့နောက်မှာတော့ကစားသမားဘဝကနေအနားယူပြီးတော့ရဲဝန်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ဂျီယန်နာအဖြစ်တရုပ်ဆောင်ထားတဲ့မင်းသမီးချောကင်စွန်းဟွန်ကတော့အိုလံပစ်တနက်ပစ်သမားတစ်ယောက်ဖြစ်လာပြီးတော့တနက်ပြည့်နှစ်ဖျားမှဖြစ်လဲနာမည်ပြောင်ရှိသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲတနေ့မှာတော့လူတိုင်းကိုတုန်လှုပ်သွားစေတဲ့မတော်တဆမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူလည်းပဲအိုလံပစ်ကစားသမားဘဝကနေအနားယူပြီးတော့ရဲဝန်ထမ်းဖြစ်နေဝင်ရောက်လုပ်ကိုင်လာပါတော့တယ်။ရဲဝန်ထမ်းဖြစ်လာကြတဲ့အိုလံပစ်ကစားသမားဟောင်းနှစ်ယောက်ဟာအကြံဖတ်မှုတိုက်ဖျက်ရေးအဖွဲ့မှာရောက်လာချိန်မှာတော့တရားမျှတမှုတွေကိုဘယ်လိုရှာဖွေကြမလဲဆိုတာကိုတော့အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပြသပေးသွားမှာဖြစ်လို့တူတူကြည့်ရှုခန်းစားအားပေးလိုက်ကြရအောင်နော်